နေရအသစ်တွေကိုနေတဲ့အခါမှာလိုက်နာကျင့်သုံးတဲ့အချက်ကလေးကိုမြတ်စွာဘုရားဟောတာအဲ့ဒီဒေသဧရိယာမှာရှိတဲ့နတ်တွေကိုမမြင်ရတဲ့တ attva တွေကိုအမြတ်ပေးဝေပါတဲ့ကုသိုလ်ကောင်းမှုကိုသူတို့စီကိုရည်ညွှန်းပါတဲ့ဒါဖြင့်ရည်ညွှန်းရင်ဘယ်လိုအကျိုးရှိတော့ဆိုလို့ရှိရင်နတ်တွေဆိုတာအခုခေတ်တော့အဲ့ဒါလိုမလုပ်ဘဲနဲ့အုံသီးဆွဲတာတို့ဘာတို့လုပ်ချတာပေါ့နော်မြတ်စွာဘုရားကအမြတ်ဝေဖို့ပြောတယ်မျှဝေကုသိုလ်ကောင်းမှုလုပ်ရင်မျှဝေခုနတည်းမဲ့တရားပွဲအစမှာနတ်တွေဖိတ်တာကြားလိုက်တယ်လှုပ်တင်လှုပ်ထိုက်တဲ့ကိစ္စတစ်ခုပဲနော်တရားနာလာဖို့ဆိုတာနတ်တွေကိုဖိတ်လိုက်တယ်လေဒါလှုပ်တင်လှုပ်ထိုက်တာမြင်ရသည်ဖြစ်စေမမြင်ရသည်ဖြစ်စေမိမိတို့ရဲ့ဆန္ဒကိုထုတ်ဖော်ပြောကြားခြင်းဟာမှန်ကန်တယ်လို့ဒီလိုပြောရအောင်တမန္တာစက္ကဝါလီတုအတ္တရာကိစ္ဆန္တုဒေဝတာဆိုတာဒါအဓိပ္ပာယ်ပဲတူတူပဲပေါ့နော်နတ်တွေကိုဖိတ်လိုက်တယ်အဲ့တော့မြတ်စွာဘုရားကသူဏိဒဝတ္တကာရတို့ကိုတရားဟောတာနေရအသစ်နေပြီဆိုရင်ကုသိုလ်ကောင်းမှုတစ်ခုလုပ်ပါတဲ့လုပ်ပြီးရင်နတ်တွေကိုအမြဝေပါအဲ့ဒါလို့အမြဝေလို့ရှိရင်ဘယ်လိုအကျိုးကျေးဇူးတွေဖြစ်နိုင်တာတော့လို့ဆိုတော့မြတ်စွာဘုရားအဲ့ဒါလို့အမြတ်တမ်းပေးဝေတဲ့အခါတေပုဇိတာပူဇေယန္တိမာနိတာမာနယန္တိနံကိုကသူတို့ကိုအလေးထားလို့ရှိရင်တဲ့လူတွေကနတ်တွေကိုအလေးထားနေရာပေးလို့ရှိရင်ကိုယ့်ကိုလည်းပြန်ပြီးတော့အလေးထားနေရာပေးလာလိမ့်မယ်ဒါအတုံးလက်ဆိုတာရှိတယ်လေနေရာဒေသတစ်ခုရောက်လာလို့ရှိရင်မိတ်ဆက်ရတယ်မဟုတ်လားအိမ်နာနေချင်းတွေလည်းမိတ်ဆက်တယ်မိတ်ဆက်ပြီးတော့မိတ်ဆွေဖွဲ့ကြတယ်အဲ့ဒါလိုပဲနေရာအသစ်တွေမှာနေပြီဆိုလို့ရှိရင်နတ်တွေနဲ့မိတ်ဆွေဖွဲ့တဲ့သဘောပေါ့အမြတ်တမ်းပေးဝေလိုက်လို့ကိုကမျက်နှိုးတဲ့အခါမှာနတ်တွေကလည်းကိုယ့်ပေါ်မှာအေးတို့အတွက်ကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေပေါ်ရတယ်ငါတို့နဲ့မသိပေမဲ့လို့တို့အကျိုးလိုလားတဲ့ပုဂ္ဂိုလ်တွေပဲလို့စိတ်ထဲမှာဖြစ်လာပြီးလူတွေကိုစောင့်ရှောက်လာတယ်တဲ့မာတာပုတ္တံဝဩရတံယဉ်နိမှုကဘယ်လောက်ထိအောင်ဖြစ်လာတော့ဆိုရင်မိခင်တူဟာမိမိရင်မမွေးဖွားလာတဲ့သားငယ်သမီးငယ်ကိုစောင့်ရှောက်တယ်လို့တဲ့နတ်တွေရဲ့စိတ်ဓာတ်ထဲမှာလဲကိုသားကိုသမီးလို့သဘောထားလာတယ်လို့ဒီလိုဆိုနော်အဲ့ဒါလို့မြတ်စွာဘုရားကအနုမောဒနာတရားဟောလိုက်တာသူတို့ကိုဟောတဲ့တရားဟာဒီလောက်ပဲနော်နေရာအသစ်ကိုရောက်လို့ရှိရင်ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်တွေကိုပင့်ဖိတ်ပြီးတော့လူတန်းကျွေးမွေးပါတဲ့ပြီးရင်နတ်တွေကိုအဲ့ဒီမှာရှိတဲ့နတ်တွေကိုမြတ်တမ်းပေးဝေပါမြတ်တမ်းပေးဝေလို့ရှိရင်ကိုကသူတို့ကိုဂရုစိုက်သည့်အတွက်ကြောင့်သူတို့ကပြန်ပြီးကိုယ့်ကိုဂရုစိုက်ပါလိမ့်မယ်သူတို့ဂရုစိုက်မှုကိုခံရတဲ့ပုဂ္ဂိုလ်ကဘာဖြစ်တရာဖတ္တရာနိပတ္တိဘယ်တော့မှဆိုအကောင်းမဲ့တွေ့မယ်ဆိုးနဲ့မကြုံရဘူးလို့ဒီလိုဆိုတယ်နော်နတ်တွေရဲ့ဆောင်းရှောက်မှုမျက်နှာမှုကိုခံရတဲ့ပုဂ္ဂိုလ်တွေဟာအကောင်းတွေနဲ့ရွယ်တွေ့ကြုံရမယ်လို့ဒီလိုဟောတာဒါနေရာတဲ့ရောက်တိုင်းရောက်တိုင်းဒီလိုလှုပ်တဲ့လှုပ်ထိုက်တာကိုမြတ်စွာဘုရားလမ်းညွှန်မှုပြု